ဘာလို့ဒီလုံလုံးမဖြစ်ဘူးဘာလို့မကောင်း ကျွန်တော်စကဒီမှာလာတဲ့ကောင်လဲပါထုတက်နှောင်းလိုက်အဆင်ပြေချောက်ကွာချောက် လုံးဖြစ်အောင်လုံးရမှာ မတကောင်တော့လာအခုမချောက်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 ခဏ ဘာလဲ ဟဲ့ပါပါ ဟာမဘာမင်းတို့လည်းပါဆိုင်ဟာရှင်းလားဟဲ့မင်းတို့နှစ်ယောက်တည်းလည်းမကြောက်ဘူးနော်ဘောဘောလားငါတကယ်မကြောက်ဘူးလားဟာအခုတော့အဲ့တော့ပါအဲ့ကမှုနဲ့ထွက်လာတို့ဒီကျင်ဆေးတောက်နေတယ်တို့ဆေးမတောက်ဘူးရောင်းဝင်လုံးရအောင်တောင်းပါနဲ့အခုတောင်းပါနဲ့တောင်းမလို့မရအောင်တောင်းပါနဲ့ ပြောတဲ့စကားငါတို့နှစ်ယောက်ဘယ်လောက်ရင်သွားလဲ အော်မဟုတ်ဘူးအကုန်လုံးစိုက်တို့တားတယ်စတာလေး မင်းကဘာပါတယ်ငါ့ကိုပြော ကားမှာဘာပါလဲဆိုတော့ခဏလေးစမ်းလို့ရနော်ကိုနော်ခဏလေးနော်ဟုတ်ကိုဒါလေးခဏကြာဟင်ကိုတို့ကပြောတာလေ စက်လေးတုံးရတယ်စလိတ်တလေးဘာလို့ ဟောဒီမှာပတ်ဆိုင်ဒီမှာတောက်လို့ရတယ်လေဒီမှာတောက်လို့ရတယ်လေ Oh my god! ဒီမှာပတ်ဆိုင်မဟုတ်လေအခုဖက်မကြည့်နဲ့ကြောတော့မဖွင့်ကြည့်အမေပတ်ဆိုင်နေများ ဟုတ်လေမင်းအဲ့လိုလုံးမှာပေါ့ မလုံးနဲ့တော့အခုတော့မယ်တော့စတော့ အဲ့လိုပုံစံမျိုးပြေးမယ်နော် ဟောစကိုတောက်တော့ကိုချတော့နော်ဟုတ်ရအဲ့ဒါမဆိုးပါလားအနောက်ဆုံးဆိုးရောဒီလာယူတာအဲ့ကောင်ထားလို့နော်အဲ့ကောင်ထပ်ပြလိုက်သသိန်းတောင်းကချစ်ကောင်းနှကောင်တော့လာတော့ ထွေးလေကြိတ်မယ်ထွေးကြိတ်တိတ် ဆွဆာလာပါလားနား ဘာလို့ လုံးပါပါ ဘာလို့ဘာဘာမင်းဘာလို့ ဘာကောင်းမေးလား ပါလေလို့မင်း တော့ပါခင်ဗျားတို့ပါဆိုင်လေ ငါတော့မကြည့်ဘူးလား ဘာကောင်းလဲမသိကြဒီမှာ ဘာကောင်းမဘာကောင်းမမသိရ ဟမ်ဘာလဲရ ဟုတ်လေကိုမဟုတ်ဘူးအကိုမဟုတ်ကျွန်တော်တို့ကစတာကို ဘာ ကျွန်တော်ကစတာလို့ ဘာပါလဲမင်းနဲ့ထောက် ကျွန်တော်တို့မှာကိုရွှေတွေတော့ပါတယ်ကိုကျွန်တော်တို့မှာ ပြအဲ့ရွှေထုတ် ဒီလိုက်ထုတ်ဟုတ်လေ ကျုပ်ဟိုင်း ရွှေ ရွှေလေးကိုဒါရွှေပြငါဒီရွှေပြောနေမို့မင်းကပြရွှေပေးပြီးရွှေမလုပ်ဘူး ကိုရွှေ လို့ဟုတ်တယ် ကျွန်တော်တို့မှာအရွှေပဲပါတယ်ကို လို့ပြောတာရွှေတို့ရွှေထုတ် ရွှေထုတ် အဲ့ဒါပဲအရွှေပဲပါတယ်အဲ့ဒါရွှေတန်တန်ကို ငါရွှေတန်းတော့လိုချင်ရွှေကိုလိုချင် ပြောရလေအဲ့ရွှေတန်တန် ရွှေတန်းတော့လိုချင်မင်းတို့ပြောရွှေအများကြီးပါရွှေဘုံမှာ အမှလေးရွှေ ဒီလိုပြောတာရွှေတန်းတန်းငါပြရည်ဆိုပြော ဘယ်တော့ပြကြိုးပြောနေဟုတ်တယ်ငါတို့ပြကြိုးပြောနေမှာရွှေစုပ်ပြောနေတာ ကျွန်တော်တို့ကလည်းအဲ့ဒါပဲပါတယ် အာဒီကောင်လေးခေါ်လာနေပြီ ဒီလိုနေစောင်း